မမြင်ရပေမဲ့လို့အရှိသေးတွေ့ရတာလေအများကြီးပဲလောကကြီးမှာအဲ့ဒါကိုမြန်မာနိုင်ငံမှာပဲအရင်တုန်းကဘုန်းကြီးတို့ငယ်ငယ်တုန်းကတွေ့တယ်30ဘုံဝါဒဗုဒ္ဓလက်မခံဆိုပြီးတော့အမှန်ကတော့ဘုရားလက်မခံတာမဟုတ်ပါဘူးသူလက်မခံတာတကယ်တော့ရေးနေတာ30ဘုံဝါဒငါလက်မခံဆိုရင်တော့ကောင်းတာပေါ့နော်ဘုရားနာမည်ကိုအလွဲသုံးစားလုပ်တယ်လို့ဒီလိုပြောရမှာပါတော်တော်များများတခြားနိုင်ငံတွေမှာလည်းပဲဗုဒ္ဓဇင်းဆိုပြီးတော့ဘုရားဝါဒဆိုပြီးခေါင်းစဉ်တက်ပြီးဟောတော့ရေးလိုက်တဲ့အခါကျတော့သူတို့အယူဆတွေကြီးပဲရေးနေကြတယ်အဲ့ဒါမျိုးတွေတော်တော်များများတွေ့တယ်တတိထားစရာကောင်းတာပေါ့လူသားဖြောင်းမဖို့လိုအပ်တယ်ကိုမကြိုက်တာနဲ့မရှိဘူးလို့ပြောလို့မရဘူးလေကိုမမြင်ရလို့ပြောစကားဆိုလို့ရှိရင်လည်း2500နှစ်ပေါင်း2500ကျော်ကပွင့်ခဲ့တဲ့ဘုရားလည်းကိုမမြင်ရတာမှမဟုတ်ပဲဟုတ်မမြင်ရလို့လက်မခံဘူးဆိုရင်လက်မခံရမှာအကြောင်းကြီးအများကြီးပဲကိုယ်ပိုက်တဲ့နေတော့ကိုယ်အဖေလည်းကိုမြင်ခဲ့တာမှမဟုတ်ပဲနဲ့အပြင်မဲ့ရောက်မှဘေးကလူတွေကပြောလို့အဖေလို့ပြောလို့အဖေလက်ခံနေကြရတာဟုတ်တယ်မလား30ဘုံဝါဒဗုဒ္ဓလက်မခံဆိုပြီးရင်တော့စာအုပ်တို့မြန်မာပြည်မှာထွက်ဖူးတယ်တကယ်ကတော့သူလက်မခံတာပါစာပေကျမ်းကမှလိုက်ပြီးတော့ကြည့်မယ်ဆိုရင်ထေရဝါဒပိဋကသံဃာနာ6တန်ကအတိမတ်ပြုပြီးတော့လက်ခံထားတဲ့ကျမ်းဂန်တွေထဲမှာ30ဘုံဆိုတာအတိအလင်းပါရှိပြီးသားဖြစ်တယ်ထို့ဘုံတွေရဲ့အကြောင်းကိုရေးသားထားတာအကြောင်းအားလျော်စွာပေါ့နော်တချို့ကလည်းပဲဘုံတွေအကြောင်းရတာလူတွေကိုဘုံကန်းနဲ့မြောက်တယ်လို့ဒီလိုထင်ကြသေးတယ်ဘုံဆိုတာသူ့ဟာသူရှိတယ်မြောက်เสียအကြောင်းလည်းမဟုတ်ပါဘူးနော်ဘုံဆိုတာတတ္တဝါတို့ရဲ့ဖြစ်ရဌာနကိုပြောတာလေလူတိုင်းဟာဒီဘူမိဆိုတဲ့ပါဠိစကားလုံးကနေပြီးတော့လာတော့လူတ attva တွေရဲ့ဖြစ်ရနေရာကိုလူဘုံလို့ဒီလိုခေါ်တာလူတ attva တွေနဲ့မတူညီတဲ့အခြားတ attva တွေညောင်များစွာရှိတယ်ဆိုတာဒါမမြင်ရပေမဲ့လို့ရှိနိုင်တယ်ဆိုတာအများကြီးပဲလက်ခံတာအဲ့တော့တ attva တွေရှိတယ်ဆိုတာစိတ်ကူးရင်ပြီးတော့ပြောတာတော့မဟုတ်ဘူးထိုတ attva တွေကဘာကံကြောင့်အဲ့ဒီဘုံရောက်တယ်ထိုဘုံရဲ့ပရိသေစိတ်ကဘာတွေလဲထိုဘုံမှာဘာတွေဖြစ်တယ်လဲဆိုတာတိတိလင်းလင်းဟောထားတာဆိုပါစို့စိတ်ကူးပြီးတော့ဘယ်ဘုံရှိတယ်လို့ပြောတာလည်းမဟုတ်ပဲအဲ့ဒီဘုံမှာတ attva တွေဘာကြောင့်ဖြစ်တယ်ဆိုတာကိုအတိအကျအကြောင်းနဲ့အကျိုးနဲ့သေသေးချာချာဟောထားတာဖြစ်သည့်အတွက်ကြောင့်တမ္မာမှန်တန်ရမ်းပြီးတော့ပြောတာမျိုးမဟုတ်ဘူးမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောတယ်ယတိဝသမ္မာညာတံသမ္မာဝိဋိတံငါကိုယ်တိုင်သိတာတဲ့ငါကိုယ်တိုင်သိပြီးတာကိုဟောတာသူများစီကကြားပြီးဟောတာမဟုတ်ဘူးဟော30ဘုံနဲ့ပတ်သက်လာလို့ရှိရင်ဘုံနေနဲ့ပတ်သက်ပြီးမြတ်စွာဘုရားငါကိုယ်တိုင်သိလို့ငါကိုယ်တိုင်မြင်လို့ဟောတာလို့ဆိုဒါဖြင့်ဘုရားကဘာဖြစ်လို့သိတာတော့ဘာနဲ့သိတာတော့လို့မေးလိုက်လို့ရှိရင်မြတ်စွာဘုရားမှာဒိဗ္ဗစက္ခုဆိုတဲ့အမတန်အစွမ်းထက်တဲ့မနေ့တုန်းကပြောထားတဲ့စိတ်ကိုအာယုန်နဲ့လေ့ကျင့်လိုက်သည့်အတွက်ကြောင့်ထူးခြားတဲ့အမြင်တစ်မျိုးကိုရရှိထားတယ်။တမာတိစွမ်းအားနဲ့ကြည့်အဲ့ဒီဒိဗ္ဗစက္ခုဆိုတဲ့အဘိညာဉ်ဉာဏ်ရလိုက်တာနဲ့တကြိုင်နဲ့ထိုဒိဗ္ဗစက္ခုဉာဏ်ရဲ့အပွားဖြစ်တဲ့ယထာကမ္မုပကဉာဏ်ဘယ်ကံလုပ်ရင်ဘယ်အလုပ်လုပ်လို့ရှိရင်ဘယ်ကိုဖြစ်မယ်ဆိုတာကိုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကကြည့်လို့မြင်နေတယ်ပေါ့အကြောင်းတရားတွေကိုကြည့်ပြီးတော့မြင်တာဒီကနေ့ခေတ်လည်းပဲကြည့်လိုက်ရင်လူတိုင်းဟာတူညီတဲ့အနေအထားမရှိဘူးအလုတ်ကိုင်တွေကကွဲပြားခြားနားကြတယ်အလုတ်ကိုင်လို့ဆိုတဲ့နေရာမှာအသက်မွေးဝမ်းကြောင်းလှုပ်တာကိုပြောတာမဟုတ်ဘူးလူတွေရဲ့လောကီမှုစိတ်နေစိတ်ထားတွေကကွဲပြားခြားနားမှုရှိတယ်တဲ့ဘယ်လိုကွဲပြားခြားနားမှုရှိတာတော့ဆိုရင်တချို့ကလိမ့်တယ်တချို့ကမလိမ့်ဘူးမတူညီတဲ့အလုပ်ဟုတ်ကဲ့တချို့ကသူများအသက်ကိုတတ်တယ်တချို့ကသူများအသက်တတ်ချင်းမှရှောင်တယ်ဟောမတူညီတဲ့အလုပ်တချို့ကသူများဥစ္စာခိုးတယ်လိမ့်ပြီးကြည့်ပြားပြီးတော့ယူတယ်တ
တချို့ကသူများဥစ္စာဆိုလက်ဖြားနဲ့မှမတို့ဘူးဟောတချို့ကသူတော်ဘာသာမယာစော်ကားတယ်ပြင်းမာတယ်တချို့ကစိတ်ကူးတဲ့တောင်မထည့်ဘူးမတူညီတဲ့အလုပ်တွေမရှိဘူးလားရှိပါဘူးမတူညီတဲ့အလုပ်တွေရှိနေတာကိုတော့သိချမြင်ကြရတာပဲလေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာပဲရှိတယ်အေးအဲ့လိုပဲနှုတ်နဲ့ပတ်သက်လာလို့ရှိရင်တချို့ကလိန်ပြောတယ်တချို့ကမှန်တာကိုသာပြောတယ်တချို့ကတယောက်နဲ့တယောက်မတည့်အောင်လိုက်ပြီးတော့သတ်ရှိုးတယ်ဂုံတိုက်တယ်မတည့်အောင်လိုက်ပြောတယ်ဂုံချောတယ်တချို့ကြတော့မဟုတ်ဘူးမတည့်တဲ့လူတည့်အောင်ဖေးပြီးမှပြောတယ်ညီညွတ်အောင်စိတ်ဆက်ပေးတယ်တချို့ကြတော့ဆဲရတယ်တချို့ကမဆဲတတ်ဘူးတချို့ကအကျိုးမရှိတဲ့စကားတွေမဟုတ်တန်တရားတွေရှောက်ပြောတယ်တချို့ကမပြောတတ်ဘူးမှန်တာကိုသာပြောတယ်ဟုတ်တာတွေကိုသာပြောတယ်ဆိုတော့အပြောနဲ့ပတ်သက်လို့လေလူတွေကတယောက်နဲ့တယောက်တူညီမှုရှိရလားမရှိဘူးဒီအချက်ကတော့ထင်ရှားနေတာပဲလေနောက်တစ်ခုစိတ်နေစိတ်ထားကြည့်အောင်မလားတချို့ကသူများပစ္စည်းကိုယ်ပစ္စည်းရလို့မှုဆိုတဲ့လောဘဇောအမြဲတိုက်နေသူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့အဘိဓါတရားတွေလွှမ်းမိုးနေတယ်တချို့ကြတော့သူများပစ္စည်းကိုယ်ပစ္စည်းဖြစ်ဖို့နေနေတာလှဲ့တော်မကြည့်ဘူးသူများပစ္စည်းကိုတည်ရမကြဘူးအဲ့လိုပုံပုံမျိုးလည်းရှိတာပဲတချို့ပုံကိုကြတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ပုံကိုယ်တွေပျက်စီးသွားတာကိုမြင်မြင်တဲ့ပုံကိုယ်တွေရှိတယ်လို့ကြီးပွားချမ်းသာတာကိုမြင်မြင်တဲ့ပုံကိုယ်တွေလည်းရှိတာပဲကံကံ၏အကျိုးကိုမယုံကြည်တဲ့သူတွေရှိတယ်လို့ကံကံ၏အကျိုးကိုလက်ခံယုံကြည်ထားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်ဆိုတော့လူတွေကျင့်သုံးလိုက်နာနေတဲ့သူစရိုက်ဆိုတာတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ပြည့်ပြည့်နေရာကိုမကြည့်နဲ့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုယ်လူတွေအတိုင်းဝိုင်းထဲမှာကြည့်လိုက်လို့ရှိရင်အခုလိုနှမျိုးနှစားကွဲပြားခြားနားနေတာမတွေ့ရဘူးလားဒီပုဂ္ဂိုလ်တွေဟာသေသည်နောက်အခြားမဲ့မှာတူညီတဲ့ဘဝရောက်နိုင်ပါမလားအဲ့ဒါကိုထောက်ထားလို့ရှိရင်သူတို့ကံနဲ့သူတို့ယထာကမ္မံကတော်ကံအားလျော်စွာဖြစ်ရမယ်ဆိုတဲ့နေရာမျိုးတော့ရှိကိုရှိရမှာပေါ့အဲ့တော့ဘုံဆိုတာဟာကံတရားရဲ့အကျိုးပေးရဌာနတွေပဲကံတရားအကျိုးပေးတယ်လို့ကံတရားကမျိုးစုံတယ်လို့တတ္တဝါတွေကလည်းမျိုးစုံတယ်ထိုမျိုးစုံတဲ့တတ္တဝါတွေရဲ့တရားဌာနဆိုတဲ့ဘုံတွေကလည်းမျိုးစုံတယ်ဘုံနဲ့ဆိုတာမဖြစ်နိုင်ဘူးတဲ့ဘာဖြစ်လို့လဲဆိုမတူညီတဲ့လုပ်ရက်တွေနဲ့ရှိနေတဲ့ပုဂ္ဂိုလ်တွေရဲ့ဘဝနေကုန်းရောက်ရဘဝ destination ဟာဘယ်နည်းနဲ့မှမတူနိုင်ဘူးမြေထားကြီးရန်ကုန်ကနေစီးသွားတယ်မန္တလေးသွားတယ်မြေထားလမ်းမှာဘူတာတွေဆိုက်ပြီးတော့သွားတယ်ဆိုတော့တချို့ကလမ်းဘူတာတွေဆင်းသွားတယ်မန္တလေးကြီးသွားတဲ့လူတွေမဟုတ်ဘူးအဲ့ဒါမျိုးလိုပဲကံမျိုးစုံလှုပ်ထားတော့လူတွေရဲ့ဘဝခရီးလမ်းတွေကလည်းပဲမျိုးကိုစုံနေအောင်ရှိတယ်အဲ့ဒီမျိုးစုံနေတာတွေကိုပဲဂတိ၅ပါးလို့အကျမ်းမြင်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဂတိ၅မျိုး destination လို့ခေါ်တယ်ခရီးဆုံး၅မျိုးကမ္ဘာလောကကြီးကိုကြည့်မယ်ဆိုရင်လူတွေခရီးသွားနေကြတာဟာကိုယ်ဥတည်ချက်နဲ့ကိုယ်သွားနေကြတာဘယ်ပုဂ္ဂိုလ်ဘယ်သွားနေတယ်ဆိုတာဟာသူကင်ထားတဲ့လက်မှတ်ကိုကြည့်လို့ရှိရင်သိတယ်ပေါ့သူစီးထားတဲ့မြေထားပေါ်ကြည့်လိုက်ရင်လည်းသိတယ်သို့သောမြေထားနဲ့စီးသွားတဲ့လူရှိတယ်လို့ကားနဲ့စီးသွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်တခြားနည်းလမ်းနဲ့လေယာဉ်နဲ့သွားတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အဝင်ထွက်များတဲ့နိုင်ငံတကာလေဆိပ်ကြီးတွေမှာကြည့်မယ်ဆိုရင်မြန်မာပြည်အဒီနာစင်ကာပူတို့ထိုင်းတို့ကြည့်လိုက်မယ်ဆိုလို့ရှိရင်စင်ကာပူမှာဆိုရင်10မိနစ်တစ်စင်းလောက်လေယာဉ်ကြီးတွေဆင်းနေတာအဲ့ဒီ10မိနစ်တစ်စင်းလောက်ဆင်းနေတဲ့ဆင်းလိုက်တက်လိုက်ဆင်းလိုက်တက်လိုက်လေယာဉ်ကြီးတွေဟာလူတွေကသွားလာနေကြတာကြီးပဲခွန်သွားလာနေတဲ့လူတွေက destination အားလုံးဟာတူညီကြတာမဟုတ်ဘူးတဲ့သူတို့ကင်ဆောင်ထားတဲ့လက်မှတ်အတိုင်းသူတို့သွားနေကြတာလူဘုံလူဘဝရောက်လာတဲ့အခါမှာဆိုရင်လည်းကံဆိုတဲ့လက်မှတ်တွေဝယ်ထားပြီးတော့ထိုကံရှိရကံအကျိုးပေးရဘုံကိုဥတည်ပြီးတော့သွားနေကြတာလို့
အဲ့ဒါလို့သွားနေတာကိုမြတ်စွာဘုရားကမဆပြီးတော့ဟောတာမဟုတ်ဘူးခုနကပြောတဲ့ဒိဗ္ဗစက္ခုထဲမှာပါတဲ့ယထာကမ္မုပကအဘိညာဉ်ဆိုတဲ့ဉာဏ်တော်ကြီးနဲ့တလောကကြီးကိုခြုံငုံပြီးတော့ကြည့်လိုက်တဲ့အခါမှာဒီလူအဖြစ်ဒုစရိုက်တွေလုံးနေတယ်ဒီလူရဲ့သွားရလမ်းကဘယ်မှာလဲဆိုတော့မြတ်စွာဘုရားကမြင်နေလမ်းကြောင်းကြီး90တဲ့နေရာဌာနတစ်ခုမှာလမ်းကြောင်းကြီး90ရှိတယ်အဲ့ဒီလမ်းကြောင်းကြီး90ထဲမှာတစ်ခုသောလမ်းဆုံးမှာမိကြီးထွင်းကြီးရှိတယ်မြတ်စွာဘုရားမြင်တယ်ဒီလူတယောက်ကတော့မိကြီးထွင်းထဲသွားတဲ့လမ်းပေါ်ရှောက်နေပြီလမ်းဆုံးရင်တော့သူမိကြီးတွင်ကြီးတဲ့ကြာပြီးတော့ဒုက္ခရောက်မှာပဲလို့ဟောကြည့်တယ်ကြည့်တဲ့အတိုင်းပဲဒီလူကရှောက်ပြီးတော့သွားနေတာလမ်းလည်းဆုံးရောမိကြီးတွင်ကြီးတဲ့ကြာပြီးတော့ဒုက္ခရောက်တယ်အဲ့ဒါဘယ်လိုပုဂ္ဂိုလ်မျိုးတုံးဆိုတော့ငရဲဘုံရောက်သွားတဲ့ပုဂ္ဂိုလ်မကောင်းမှုဒုစရိုက်တွေလုံနေတဲ့ပုဂ္ဂိုလ်တယောက်ကိုရသော်ဘုရားကမြင်တယ်ဒီလူဟာမိကြီးတွင်ကြီးရှိရကိုဥတည်သွားလာနေပြီလို့ဒီလိုမြင်အဲ့လိုမြတ်စွာဘုရားကဂတိ5ပါးနဲ့ပတ်သက်ပြီးတော့မစ္စည်းမပန္နသပါဠိတော်မှာမစ္စည်းမနိကေမှာဟောကြားထားတာရှိဥပမာလေးနဲ့ထို့တူပဲနောက်တစ်ခုကနောက်တစ်လမ်းကအဲ့ဒါကနိရိယဂတိဆိုတဲ့လမ်းနောက်တိရိစ္ဆာနဂတိဆိုတဲ့လမ်းဒီလူတယောက်ကတော့ဒီလမ်းပေါ်ရှောင်းနေပြန်ပြီအဲ့ဒီလမ်းရဲ့အဆုံးမှာဘာရှိတော့ဆိုအမတန်လက်လာတဲ့မစင်တွင်းကြီးရှိတယ်ဒီလူဟာဒီလမ်းတိုင်ရှောင်းနေရင်တော့မစင်တွင်းကြီးတဲ့ရောက်တော့မှာပဲလို့ဟောမြတ်စွာဘုရားဒိဗ္ဗစက္ခုဘိညာဉ်နဲ့ကြည့်နေတာဒီလိုကြည့်နေရတယ်လို့မြင်နေတယ်ဒီလူလုံနေတဲ့အလုပ်တွေဟာနောက်ဆုံးဒီကိုဒီကုန်းချုပ်သွားမှာပဲလို့ကိုရောမြတ်ယထာကမ္မုပကအဘိညာဉ်နဲ့မြင်တဲ့အတိုင်းပဲထိုပုဂ္ဂိုလ်ဟာနောက်ဆုံးကျတော့မစင်တွင်းကြီးရဲ့ကြာသွားတယ်ဒါကဘယ်လိုပုဂ္ဂိုလ်ကြီးတုံးဆိုတရိစ္ဆာန်ဖြစ်သွားတဲ့ပုဂ္ဂိုလ်ပြောနောက်လမ်းတစ်သွယ်ကတော့ပုဂ္ဂိုလ်တရားဟာလမ်းကိုရှောင်နေတယ်သို့တော့သူရှောင်တဲ့လမ်းရဲ့လမ်းဆုံးမှာဘာတွေရှိလို့ဆိုရင်တောခေါင်ခေါင်နဲ့တစ်ပင်ကကျိုးလို့ကျဲတဲ့နဲ့အမတန်ပူပြင်းတဲ့အရိပ်အာဝါဒခင်းမဲ့တဲ့နေရာကြီးတစ်ခုရှိတယ်ဒီပုဂ္ဂိုလ်ဒီလမ်းလျှောက်ရင်တော့အဲ့ဒီစခန်းရောက်မှာပဲလို့မြင်ရတယ်လို့ပဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကသူ့ရဲ့လုပ်ပုဂ္ဂိုလ်တူတယောက်ရဲ့လုပ်ရကိုကြည့်တဲ့အခါကျတော့ထိုပုဂ္ဂိုလ်ဟာအဲ့ဒီလမ်းကြောင်းပေါ်တက်နေလို့ရှိရင်နောက်ဆုံးတစ်နေ့ဟာအမတန်မှပူပြင်းလာတဲ့အရိပ်နားခိုစရာမရှိအရွက်ကျိုးလို့ကျဲတဲ့နဲ့တစ်ပင်လွင်ဒီကောင်ဘက်ကိုသူရောက်တော့မှာပဲလို့မြင်ရတယ်လို့မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းအဲ့ဒီတတ္တဝါတွေကိုမြင်လိုက်တဲ့နောက်ဆုံးလည်းဘုရားမြင်တော်မူတဲ့အတိုင်းပဲအဲ့ဒီစခန်းရောက်သွားပြီးတော့ပင်မဆင်းရဲစွာနေထိုင်ရတယ်ဒါကပြိတ္တာဘုံရောက်သွားတဲ့ပုဂ္ဂိုလ်ကိုပြောနောက်လမ်းတစ်သွယ်ဆိုပါစို့လူတယောက်ကလမ်းအမြင့်တောင်ထိပ်ကနေကြည့်နေတယ်လူတယောက်ကလမ်းလျှောက်သွားတယ်အဲ့ဒီလမ်းဆုံးမှာအင်မတန်မှအရေးအာဝါဒကောင်းတဲ့တစ်ပင်ကြီးတွေရှိတယ်ရေကန်ကြီးတွေရှိတယ်အဲ့ဒီအရေးအာဝါဒကောင်းတဲ့သစ်တောကြီးဥတည်ထားတဲ့လမ်းကိုရှောက်သွားတဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီလူဟာဒီလမ်းဆုံးရင်ဖြင့်ဒီစခန်းရောက်မှာပဲလို့မြင်ရတယ်လို့ပဲတဲ့မြတ်စွာဘုရားကလူတယောက်ရဲ့လောက်ရကိုကြည့်ပြီးဒီလူဟာဒီဘုံဒီဌာနရောက်မှာပဲလို့ယထာကမ္မုပကအဘိညာဉ်နဲ့တတ္တအမြင်တော်မူတယ်အဲ့ဒီမြင်တဲ့အတိုင်းပဲထိုပုဂ္ဂိုလ်ဒီထိုစခန်းရောက်သွားပြီးတော့အမတန်မှအေးမြတဲ့အကျိတ်အောင်မှာအေးချမ်းသာယာစွာနေထိုင်ရတယ်အဲ့ဒါလူဘုံရောက်သွားတဲ့ပုဂ္ဂိုလ်လို့ဒီလိုပြောတာနောက်တစ်ခါလမ်းတစ်သွယ်ကတော့ဘယ်ကိုဥတည်နေတော့ဆိုလို့ရှိရင်အမတန်လှပတဲ့ပြတ်တအဆောင်ကြီးအတွင်းထဲမှာပရိဘောဂတွေပြည့်ပြည့်စုံစုံနဲ့လေလုံးမိုးလုံးဆောက်ထားတဲ့လှပတဲ့ပြတ်တလမ်းဆောင်ကြီးကိုဥတည်ထားတဲ့လမ်းကြောင်းကြီးရှိလူတယောက်ကအဲ့ဒီလမ်းကြောင်းပေါ်ရှောင်းနေတယ်ရှောင်းနေတာမြင်လို့ရှိရင်
ဒီလူဟာဒီစခန်းရောက်မှာပဲလို့သိရတယ်လို့ပဲမြတ်စွာဘုရားရှင်ကိုရောမြတ်ကတတ္တဝါတွေရဲ့လောက်ရကိုကြည့်ပြီးတော့ဒီလမ်းပေါ်လျှောက်နေရင်ဒီစခန်းရောက်မှာပဲလို့ဆုံးဖြတ်ချက်ချတဲ့အတိုင်းသိတော်မူတဲ့အတိုင်းထိုပုဂ္ဂိုလ်ဟာထိုစခန်းရောက်ပြီးတော့နတ်ပြတ်တပ်ပေါ်မှာတက်ပြီးတော့အေးချမ်းသာချမ်းသာသာနဲ့ဘေးရန်အန္တရာယ်ကင်းရှင်းစွာချမ်းသာဒုက္ခခံစားပြီးတော့နေရတယ်တဲ့အဲ့ဒါကဒေဝဂတိလို့ခေါ်တယ်နတ်ပြည်ရောက်သွားတဲ့ပုဂ္ဂိုလ်ဟောလို့ဥပမာ၅မျိုးနဲ့မြတ်စွာဘုရားဟောတာ30ပုံကိုအချင်းချုံပြီးတော့ပြောလိုက်တဲ့အခါကျတော့ဂတိ၅မျိုးပဲအစိုးဆုံးကနိရိယဂတိပြီးရင်တိရိစ္ဆာနာဂတိနောက်ပြီးတော့ပေတဂတိနောက်ပြီးတော့မနုဿဂတိအကောင်းဆုံးကဒေဝဂတိဟောဂတိ၅ပါးလို့ခေါ်တယ်ဒါကို destination ၅မျိုးအဲ့တော့မြတ်စွာဘုရားကမြင်တာဟာဘာကိုကြည့်တာတော့ဒီပုဂ္ဂိုလ်ဒီရောက်နိုင်မယ်ဆိုတာကြည့်တာပစ္စုပန်လောက်ရကိုကြည့်တာပစ္စုပန်သူလုံနေတဲ့အလုပ်သူလျှောက်လန်းနေတဲ့လမ်းကြောင်းကိုကြည့်ပြီးတော့ဆုံးဖြတ်ပြီးပြောပြတယ်မြတ်စွာဘုရားကပစ္စုပန်လုံနေတဲ့လောက်ရကိုလည်းမြင်တယ်လမ်းဆုံးစခန်းမှာဘာတွေရှိတယ်ဆိုတာကိုလည်းမြင်တယ်တောင်ထိပ်ကကြည့်နေတဲ့ပုဂ္ဂိုလ်ဒီအားလုံးကိုခြုံငုံပြီးတော့မြင်နေရတယ်လို့မြတ်စွာဘုရားကဟောဒိဗ္ဗစက္ခုအဘိညာဉ်တဲမှာပါဝင်တဲ့ယထာကဝုပကဉာဏ်တော်ကြီးနဲ့ကြည့်လိုက်တဲ့အခါကျတော့ဒီလှုပ်လို့ရင်ဒီစခန်းရောက်မယ်ဆိုတာကိုမြတ်စွာဘုရားတတ်အပ်ပြောနေတယ်။ဒါကြောင့်မို့ဘုရားကသူများထံကကြားပြီးတော့တရားကိုဟောတာမဟုတ်ဘူးတဲ့ငါကိုယ်တိုင်မြင်တာငါကိုယ်တိုင်သိတာလို့ပြောတာ။ဘာနဲ့မြင်ဘာနဲ့သိတာတော့ဆိုရင်ဒိဗ္ဗစက္ခုဉာဏ်ရဲ့အပွားဖြစ်တဲ့ယထာကဝုပကဉာဏ်နဲ့မြင်တယ်လို့ဒီလိုပြောရမယ်ယထာကံဥပကဆိုတာယထာကမ္မဥပကမိမိလုပ်တဲ့ကံအားလျော်စွာထိုဘဝရောက်သွားကြတာတတ္တဝါကံကိုခွဲခြားစိတ်ဖြာပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ကသိတယ်ဒီလုပ်ရင်ဒီလမ်းလျှောက်ရင်ဒီစခန်းရောက်နိုင်မယ်ဒီလုပ်လို့ရှိရင်ဒါမျိုးဖြစ်လိမ့်မယ်ဆိုတာပိုင်ပိုင်ခြားခြားသိတာအဲ့လိုပိုင်ပိုင်ခြားခြားသိပြီးတော့ဟောတာဖြစ်သောကြောင့်တဆင်ကြားနဲ့ဟောတာမဟုတ်ဘူးတဲ့မြတ်စွာဘုရားဟောထားတဲ့30ပုံဆိုတာကံကိုအခြေခံပြီးတော့ဟောထားတာဖြစ်သောကြောင့်ကံရှိတယ်ဆိုတာအလုံးလက်ခံထားတဲ့ပုဂ္ဂိုလ်တိုင်းဟာ30ပုံရှိတယ်ဆိုတာလက်ခံရမှာပေါ့ကံကိုလက်မခံဘူးဆိုရင်တော့30ပုံလက်ခံမှာမဟုတ်ဘူးပေါ့သစ္စာဘုရားသခင်ကိုရောမြတ်ကခံစင်းတဲ့ဝါဒကိုလက်ခံတာလည်းမဟုတ်ဘူးအကြောင်းမဲ့ဝါဒကိုလက်ခံတာလည်းမဟုတ်ဘူးတကယ်အဖြစ်မှန်ကိုအကြောင်းနဲ့အကျိုးအကောင်းနဲ့အဆိုးသေချာခွဲခြားပြီးကိုယ်တိုင်သိရှိတာကိုမြတ်စွာဘုရားကလောကကြီးအကြောင်းကိုဟောတော်မူတယ်လောကကြီးဟာကြည့်မယ်ဆိုလို့ရှိရင်တတ္တလောကတဲ့သင်္ခါရလောကတဲ့ဩကာသလောကလို့လောကကြီး၃မျိုးရှိတယ်အဲ့ဒီလောကကြီးအကြောင်းကိုမြတ်စွာဘုရားကိုယ်တိုင်သိတော်မူလို့လောကဝိတုလို့ခေါ်တာမြတ်စွာဘုရားရဲ့ခုံတော်တွေဆိုတာကြည့်လိုက်ပြီးတော့ကြည့်မယ်ဆိုရင်မြတ်စွာဘုရားရဲ့ခုံတော်တွေဟာကိုယ်တော်မြတ်ရရှိထားတဲ့အကြီးအချင်းကြီးပဲ